ဒီနေ့ကတော့ဒေါ်မန်ဒီတယောက်စိတ်ရောကိုယ်ပါလုံးဝ relaxing လုပ်မဲ့နေ့လေးပေါ့နော်။ညောင်းညကြိုက်ခဲနေတဲ့နေရာလေးတွေကိုလည်း massage လုပ်မယ်။ခေါင်းလျှော်ရင်လည်းမန်ဒီရိုးရိုးတန်းတန်းလျှော်တာမျိုးမဟုတ်ဘဲနဲ့ relax and massage လုပ်လို့ရတဲ့နေရာလေးကိုရှာပြထားမှလို့ vlog လေးကိုဆုံးဖြတ်ကြည့်ပေးကြပါနော်။ဒီနေ့ကတော့မန်ဒီကခေါင်းလည်းမလျှော်ရသေး။စကြောကြီးလည်းတက်ပြီးတော့ညောင်းညကြိုက်ခဲနေလို့မန်ဒီဒီနေ့ Vera Spa လေးကိုသွားခဲ့ပါတယ်။ဒီ Vera Luxury Spa လေးကကြတော့မြန်မာကုန်ကြီးအိမ်ယာမှာရှိပါတယ်။ဒီဆိုင်လေးမှာကမန်ဒီကိုဝယ်စင်လဲရတယ်။ခေါင်းလေးကလည်းနှိပ်ပြီးတော့အေးအေးဆေးလျှော်လို့ရတယ်။မန်ဒီကို massage ဆိုလဲ herbal massage traditional massage ကအစအဆုံးရှိရဲ့ပြီးတော့ဒီမှာဆောင်းနာလေးပါထိုင်လို့ရတယ်ပေါ့နော်မန်ဒီကတော့ service အကုန်လုပ်ချင်တာနဲ့ full body spa လေးယူထားပါတယ်ဒီ Vera spa လေးမှာကမန်ဒီကို oil massage လုပ်ဖို့ကိုကြိုက်တဲ့အနက်လေးရွေးချယ်လို့ရလေးကိုသဘောကျတယ်အောက်ဆုံးထပ်လေးကကြတော့မန်ဒီကို full massage ကို10ရက်လောက်ထိနှိပ်လို့ရမယ့်နေရာလေးရှိရဲ့အပေါ်ဓာတ်လေးကကြတော့လေမန်ဒီ traditional massage ကိုတငယ်ချင်းနေနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကောင်လေးနဲ့ spa date တာပဲဖြစ်ဖြစ်တယောက်တူတူနှိပ်လို့ရမယ့်အခန်းလေးတွေကတယောက်တည်းနှိပ်လို့ရမယ့်အခန်းလေးတွေကအစအကုန်ထားပေးထားတယ်မန်ဒီကတော့အဲ့လို luxury lesson နဲ့ private လည်းဖြစ်တာမို့လို့ဒါလေးပို့သဘောကျရပေါ့နော်အဲ့ဒါအပြင်ဆောင်းနာပါထိုင်လို့ရပါတယ်ဒီ Vera Luxury Spa ရဲ့ထူးခြားချက်လေးကကြတော့အမျိုးသမီးတီးသက်အလွှာတစ်ထပ်လေးပါသေးတယ်နောက်ပိုင်းဆိုရင်မနီကို VIP room တွေပါတော့မှာပေါ့နော်သူကတခန်းထဲမှာပဲအစားတောက်တွေလည်းအခင်းသွားမယ်နှိပ်လဲနှိပ်လို့ရမယ်ပေါ့နော်အပေါ်ဆုံးထပ်လေးကကြတော့ခေါင်းလျှော်လို့ရမယ့်နေရာလေးပါရှင်ဒီ Vera Spa လေးမှာဆိုရင်မနီကိုယောက်ျားလေးရောမိန်းကလေးရောနှိပ်လို့ရပါတယ်အဲ full massage ရဲ့ traditional massage ရဲ့ခေါင်းလျှော်ရည်တွေကလွယ်လို့ customer ယောက်ျားလေးဆိုရင်ဝန်ထမ်းယောက်ျားလေးပဲလုပ်ပေးရပေါ့နော်မနီယူထားတဲ့ full body spa လေးကကြတော့သူကဆက်ချင်း body scrub လေးအရင်ဆုံးတစ်ခုလုံးတိုက်ပေးရအဲ့ဒါပြီးရင်တော့ mask လေးကပ်ပြီးတော့ဆောင်းနာဝင်ရမယ်ပေါ့နော်ဒီ step လေးကကြတော့မမျိုးဒီအသားအရည်ကိုကြည်စေရဲ့အပြင်ကိုအမဲဆက်တွေတက်တာစေတယ်ပြီးရင်တော့သူတို့ mask လေးအုပ်ပေးရပေါ့နော်ဒီ mask လေးလိမ့်ပြီးရင်တော့မန်ဒီတို့ဆောင်းနာလေးအရင်ဝင်ရပါတယ်ဒီလိုမျိုးလို့ mask ကပ်ပြီးတော့ဆောင်းနာဝင်လိုက်တာကလေမမျိုးချွေးပုတ်တွေလည်းအကုန်ထွက်သွားတာမို့ result လေးကကြတော့အသားအရည်လေးပို့ပြီးတော့ကြည်တောက်လာတာပေါ့နော်အဲ့ဒါပြီးရင်တော့မန်ဒီရေချိုးတယ်ရေချိုးပြီးတော့နောက်ဆုံး step အနေနဲ့ oil massage လေးလုပ်ပါတယ် oil အစီမှာပါတဲ့ ingredients လေးကအမဲဆက်တွေလည်းတက်တာစီရဲ့တကယ်လို့အသားရည်6တဲ့သူဆိုရင်လည်းအသားရည်ဆူပြေစီရဲ့ပေါ့နော်ကဲအဲ့ဒါပြီးရင်တော့နောက်ဆုံး step အနေနဲ့ခေါင်းလေးလျှော်ပါမယ်ရှင်ဒီလိုမျိုး relax ဖြစ်အောင်ခေါင်းလျှော်တဲ့ဆိုင်လေးကိုမန်ဒီဆိုင်တော်တော်များများရှာခဲ့တာအခုမှပဲတွေ့ပါတော့တယ်ရှင်သူကကြတော့ရိုးရိုးခေါင်းလျှော်ရင်ကြ1000ခွဲဒီလိုမျိုး luxury ဆန်းစိတ် relax လည်းဖြစ်မယ်မဆက်လည်းပါမယ်ဆိုရင်တော့3000ခွဲယူရပေါ့နော်တော်မန်ဒီဆိုရင်ဇိမ်အရန်ခံလို့ကောင်းလို့မန်ဒီ8000ပြောသွားတယ်ခေါင်းလေးမလျှော်ခင် step by step ဒီလိုလေးအညစ်အကြေးတွေတိချချစ်ပေးတယ်ပြီးတော့မန်ဒီ favorite အဖြစ်ဆုံးကဒီလိုမျိုးရေပန်းလေးကပုံမှန်ခေါင်းလျှော်နေကြရေပန်းမဟုတ်ဘဲနဲ့လေ relaxing ဖြစ်စီတဲ့ရေပန်းလေးဆိုတော့အရန်နေလို့ကောင်းတယ်ကဲ finally နောက်ဆုံးတော့ Vera Spa မှာမန်ဒီခေါင်းလဲလျှော်ပြီးနှိပ်လဲနှိပ်ပြီးပါပြီရှင်သူတို့စီက ice lemon tea လေးကရန်တောက်လို့ကောင်းလို့ဒေါ်မနီတယောက်2ခေါက်တောက်ခဲ့ပါတယ်ရှင်ဆိုတော့ကဒေါ်မနီတယောက်တော်တော်ကိုလည်း relaxing ဖြစ်သွားပါပြီဆိုတော့မန်ဒီအိမ်ပြန်ပါတော့မယ်ဒီနေ့ vlog ကတော့ဒီလောက်ပါပဲအားလုံးပဲတတာပါ